Yo guys ကျွန်တော် Robin ပဲဖြစ်ပါတယ် Okay ဒီနေ့ဗီဒီယိုလေးပါဆိုရင်တော့အားလုံးပဲအမေးများနေတဲ့ Blockverse Black Add-on မှာကဘယ်လို Add-on လုပ်ရလဲဆိုတာကျွန်တော်ပြောပြပါမှာဖြစ်ပါတယ် Okay ဒီမှာဆိုရင်တော့ကျွန်တော်ကိုယ်ပိုင် Add-on create လုပ်ဖို့အတွက်Add-on မှာကတစ်ခုလိုပဲဗျ Add-on မှာကဘယ်လိုထောင်းလဲဆိုတာကျွန်တော်အရင်ဗီဒီယိုမှာပြောပြခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဗီဒီယိုကိုတချို့လူတွေမရှင်းဘူးဆိုပြီးကျွန်တော်အကောင့်မှာလာမင်းကြီးကြာရှိရပါတော့ Okay အဲ့တော့ဒီနေ့နည်းလေးရှင်းအောင်ပြောပြပါမယ်အရင်ဆုံးဘာလို့လဲဆိုတော့ Add-on marker လိုပဲ Add-on marker ရဲ့ပြောရင်တော့ဒီမှာMinecraft patch တွေကိုဘယ်လိုထည့်ဆိုလို့ရအောင်လုပ်ရမလဲဆိုတာကျွန်တော်ဟိုခါပြပြပါမှာဖြစ်ပါတယ် Okay ကျွန်တော် Minecraft patch ပြောရင်အဲ့ဒါတည်းကျွန်တော် file manager တစ်ခုနဲ့လွယ်ပဲ search for ရှိလို့လည်း search for သုံးကြလို့ရပါတယ် Okay လောဆယ်ကျွန်တော် Add-on marker တွေကိုအရင်ဝင်ကြရအောင်ကျွန်တော် bro Add-on တည်းလုပ်ပြမှာဆိုတော့ဒီကျွန်တော်အရင်ကလုပ်ထားတဲ့ drone လေးခဏဖြောက်လိုက်ပြီဗျာအဲ့တော့ကျွန်တော် new လေးဖွင့်လိုက်ပါမယ်ဒီ bro Add-on marker စတောင်းပြီဆိုရင် bro မြင်ရမှာအခုပြပြထားတဲ့ပုံစံတိုင်းမြင်ရမှာဗျာဒီထဲမှာ line ရှိလို့ရှိရင်တော့ Add-on တွေဟာ showcase data တွေကို down လုပ်ရမယ်ကျွန်တော်လောလောဆယ်ရောကိုယ်ပိုင်လုံးမှာဆိုတော့အခုပြထားတဲ့နေရာလေးကျွန်တော်ရုံး init ရမှာဖြစ်ပါတယ်အင်းဆိုအဲ့ဒါကိုနှိပ်ပြီးပါလို့ရှိရင်ကျွန်တော်ဒီမှာ model တွေအများကြီးကြာလာမှာပေါ့နော်Blockverse ဒီနဲ့တီးတန်ထုတ်မယ်ဆိုရင်တော့ model ရကောက်ကိုတောင်းအောင်မှာဒါမှဆိုရင်ဒီမှာဆိုရင်တော့ model တွေကတောင်းရမလို့ဘူးတို့ပေးတိုင်း model နဲ့လည်းတုံးလေးရတယ်ကောက်ကိုစိတ်ချိုက်ပြင်လို့လည်းရတယ်ကျန်ဆိုရင်တော့ helmet တွေ boost တွေ luggage တွေ chest plate တွေ zor တွေ weapon တွေfood တွေ TNT စတာအများကြီးပဲကျွန်တော်လုပ်လို့ရတယ်ရှိရရစကျွန်တော်အခုကတော့ helmet တွေကိုအရင်လုပ်ပြမယ်ဗျာ Okay နောက်ဗီဒီယိုတွေတော့ကျွန်တော်လုပ်ပြမယ်ကျွန်တော်ဒီမှာဆိုရင် treasure တွေလည်းအများကြီးပဲရှိတယ်ဒါတော့ဒီ treasure တော့ဒီ item ကိုဘယ်လိုပုံစံလေးမြင်အောင်လုပ်ပြမလဲဆိုအဲ့လိုမျိုး treasure ပေါ့နော်ဟိုဒီ treasure ရတော့ကြိုက်တာသုံးလို့ရပါတယ်ကျွန်တော်ဒီမှာရင်ဆို name လေးပါလေးတက်ရအောင် Okay ကျွန်တော်နာမည်ပါတက်ရင်ကောင်းတယ် Okay ကျွန်တော် minor health လုပ်မယ်များနည်းနည်းလောက်ရတွေ့ Okay ကျွန်တော်နာမည်ရင်း minor name ဒီမှာဆိုရင်နေရင်ပြီးတော့ဂျာ other language တွေလည်းအများကြီးသုံးလို့ရတယ်မြန်မာ language ကလွယ်လို့ပေါ့နော် Minecraft ကမြန်မာ language spot မလုပ်ထားပါဘူး Okay တော့ဒါပါကျွန်တော်ကြိုက်တဲ့ English language နဲ့ပဲသုံးပါမယ် Okay minor head တို့ပြီးနာမည်ပေးလိုက်မယ်minor head Okay ဒါရကျွန်တော်ပြီးလို့ချင်းတည်းက color လေးတွေထည့်လို့ရတယ်color ထည့်ဖို့ပြ color ပုံစံနဲ့နှိပ်ပြီးကျွန်မကာစာကိုနောက်ဆုံးကြည့်ပြီးရင်ကိုကြိုက်တဲ့နာမှာကာလာတစ်ခုထည့်လို့ရရပါဗျာ Okay ကျွန်တော်တော့ green နဲ့ yellow လေးထည့်လိုက်မယ် Okay ဆိုပြီးကျွန်တော်နဲ့ treasure add တက်လို့ရအောင်ကျွန်တော်ခုမေးခဏကျွန်တော် ID ရေးအောင်မမေးရင်လည်းကြီး ID ရေးချိန်ကြရင်အပွားအောက်ကနေနဲ့ ID နဲ့တူမရမှာမဟုတ်လို့ရှိရင် treasure walk အလုံးမလုံးတာတွေဖြစ်တတ်တယ် error နဲ့တက်တတ်တယ်ပေါ့နော်အဲ့ဒီ treasure မှာရေးချိန်ကြရင်အဲ့ရဲ့တို့ PA ဆိုတဲ့နေရာမှာ bro ကြိုက်တာအကုန်တက်ရထည့်လို့ရတယ်ကျွန်တော်တော့ add-on လို့ပဲရေးလိုက်ပါမယ်အဲ့တော့ပြီးတော့ကျွန်တော်ဒီ CV ကောမှာထည့်ပြရမယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာminor head ဆိုတာလေးကိုပြန်ရေးရမှာဖြစ်ပါတယ် Okay ဒီမှာဆိုရင်တော့ chain ရ speed bar နေတဲ့ချက်မှာ dash cam မှာ speed bar သုံးလို့မရဘူး Okay minor head Okay ဒီရဲ့ add-on ဆိုတဲ့ဟာကအဲ့နေရာမှာ bro ကြိုက်တာအကုန်ထည့်လို့ရမယ်ကြိုက်တာအကုန်လုံးထည့်လို့ရ bro ဥမာ Minecraft ထဲမှာကျွန်တော် command နဲ့ဒီရဲ့ minor head ကိုရွေးချိန်ကြလို့ရှိရင်ဒီရှိရadd-on ဆိုတဲ့ add-on PC ကမှ minor head ဆိုမှကျွန်တော်တို့စီminor head က command နဲ့ယူရင်ရောက်လာမှာပေါ့နော်အခုတော့တိုင်းယူမယ်ဆိုရင်လည်းရတယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့skin လေးကိုနေအရင်တော့ edit လုပ်ပါမယ် model edit လုပ်မယ် model edit လုပ်ဖို့ဆိုရင်ကျွန်တော်အရင်ဆုံး skin ထည့်ရမှာပေါ့ skin ထည့်ရင်ကျွန်တော်ဒီ what defense ဆိုတာတို့ဝင်လိုက်လို့ရှိရင်ကိုစီဘလောက် defense ပေးမယ်ဆိုတာကို defense ဘလောက်ကာပေးမယ်ဆိုတော့ဒီတော့ကျွန်တော်တန်းပဲထားလိုက်ပါမယ်အဲ့ပြီး skin ဘေးမှာ chain ဆိုတာလေအ chain ထဲမှာ skin လေးကြိုက်တာထည့်လို့ရတယ်ကျွန်တော်ကိုပိုင် bro မှာရှိ skin ကို file upload လုပ်ပြီးထည့်တာကိုတော့ကျွန်တော်အကြံပေးချင်တော့ဘာလို့လဲဆိုတော့သူကခါလေး error ဖြစ်တာတွေဖြစ်တတ်တယ်skin မပေါ်တာဖြစ်တတ်တယ်ဗျာ Blockverse ကနေ edit ကိုပိုင်လုပ်ပြီး file upload လုပ်ခဲ့တော့ဘာမှမဖြစ်ဘူးဒီကျွန်တော်တို့ဒီအရင်ပဲ hot skin လေးပဲထည့်လိုက်ပါမယ်
ဒါပြင်တော့ကျွန်တော်ဒီ model ကို edit လုပ်အောင် edit လုပ်မှကျွန်တော် minor head ကိုဘယ်လိုပုံစံလုပ်မယ်ဆိုတော့ထားလို့ရမှာကွာအဲ့တော့ဒီ model ကြီးကို edit လုပ်ဖို့အတွက်ကျွန်တော်ကဒီ beam မှာရှိ edit ကိုလုပ်အောင်ပါဗျာအဲ့တော့ကျွန်တော်ဒီ head skin ကိုကျွန်တော်လိုချင်တာမှ minor head ကိုလိုချင်တာဗျာအဲ့တော့ကျွန်တော်က head skin မယူဘူးနဲ့ minor head ကိုယူမှဖြစ်တဲ့အတွက် edit ကိုနှိပ်ရမှာဖြစ်ပါတယ်ဒီ minor head ကိုယူလို့ဖို့အတွက်ကျွန်တော် edit တွေဝင်လာလို့ရှိရင်သူက black bench တွေကို auto ရောက်ပါမှာဗျာအဲ့ရောက်ပါပြီဆိုရင်ဒီမှာ zoom ခေါင်းကြီးတွေ့လား hex ရဲ့ခေါင်းကြီးဗျာ okay ဒီ hex ရဲ့ခေါင်းကြီးကိုဖြတ်ဖို့အတွက်treasure ဖြတ်မှာဗျာ treasure ဖြတ်ချင်တဲ့အတွက်ကျွန်တော်ညာဘက်တောင်းကထိတ်နာလေးမှာရှိတဲ့ cube လေးကိုကျွန်တော်နှိပ်ပြရမှာဗျာဒီခုဝိုင်းပြထားတဲ့ cube လေးကိုနှိပ်ပြီးလို့ရှိရင်သူအောက်မှာ paint ဆိုတာလေးရှိတယ်အဲ paint ကိုနှိပ်ရမှာဖြစ်ပါတယ်ဒါပြင်တော့ကျွန်တော် e-visa နဲ့ဖြတ်လို့လည်းရတယ်ကျွန်တော်တော့ treasure တစ်ခုလုံးကိုဖြတ်ပလိုက်ချင်တာဆိုရင် e-visa နဲ့ဖြတ်နေကြမှာလို့ဆိုပြီးတော့ကျွန်တော်ကအောက်ကထောင်လေးရဟာပဲနှိပ်ပြီးတော့ဖြတ်ပါမယ်ဒီအနေနဲ့ပဲဖြတ်လိုက်တော့ပါမယ်ဝေးဘရိုစောနာတော့ edit လုပ်နေတဲ့ဆို more edit လုပ်တဲ့ video ကပြတ်သွားတာကျွန်တော်လုံးဝလိုက်ရှာလို့မရတော့ဘူး recycle bin နဲ့လည်းမရှိတော့အဲ့နဲ့ကျွန်တော်အဲ့အပိုင်းလို့ကြော်လိုက်ရပါမယ်နောက်တဲ့ episode ဒီမှာ teacher လေးရှင်းပြပါမယ်ဗျာဒီလုပ်ပြီးလို့ save ပြီးတော့လို့ရှိရင်ကျွန်တော်ဟိုအောက်ဆုံးနဲ့ဝင်လို့ရှိရင် crafting လုပ်တဲ့နေရာကြီးကြည့်လို့ crafting နေရာလွှဲလို့ရှိရင်ဒီလိုမျိုးကိုယ့်ကိုကြိုက်ပြီး crafting လုပ်တဲ့ဟာကြီးလုပ်လို့ရမယ်အဲ့ crafting ရလုပ်လို့ရှိရင်ကျွန်တော်ဘယ်နှခုရအောင်လုပ်မလဲဆိုတော့အပေါ်ကကောင်းဆွဲနေရလေးပါရှိအဲ့ကောင်းကနှစ်ခုဆိုရင်ကျွန်တော်ဒီလို craft လိုက်လို့ရှိရင်အောက်ထုတ်ကနှစ်ခုရမှာပါဒါပဲပေါ့နော်ကျွန်တော်ဒါပြီးလို့ရှိရင်အကုန်လုံး row စိတ်ရိုက်ပြင်ပြီးသွားလို့ရှိရင် tick လေးနဲ့လည်းရုံပဲ tick ကိုနေခင်treasure လုပ်ဖို့မိရင် treasure ဆွဲရအောင်ပြန်လေးဆွဲကောင်းတယ်ဒါ treasure ဘယ်တော့ကြိုက်တာထည့်လို့ရတယ်ကိုယ့်အကူလည်းဆွဲလို့ရတယ်ကျွန်တော် chain helmet တွေကိုပဲနေလိုက်မယ်လို့ရှိရင်တော့ treasure ပြင်လို့ရပါပြီဒီတော့ရှင်းအောင်လို့ PG နေမယ်ပြီးလို့ရှိရင်ကျွန်တော် color လေးကြိုက်တဲ့ရောင်ချိန်ပြီကျွန်တော်လုပ်ထားတော့ black ဆို black လေးပဲချိန်နေပါမယ်ဒါကြည့်တော့ eraser ကိုကြီးကြီးလေးဖြစ်နေမှာ side ပြင်မယ်ပြီး eraser နဲ့တောက်ဖြောက်လိုက်မယ် side ပြင် short ပြီးတော့ treasure ဆွဲလို့ရအောင်အကွက်လေးပုံလုပ်မယ်လုပ်ပြီးလို့ရှိရင်တော့ကျွန်တော် treasure ဆွဲရမယ်ဗျကျွန်တော်မြန်လေးပဲဆွဲလိုက်တော့မှပြင်းတာနေကြမယ်ရှောက်ဆွဲလိုက်မယ် okay ပြန်ပြီးဆွဲပြီးလို့ရှိရင်တော့ကျွန်တော်အမှန်ချင်းနှိပ်လို့ရပြီနှိပ်လို့ပြီးရင်နှိပ်လို့ရရင်တော့ဟိုအပေါ်ဆုံးညာဘက်တောင်းကအမှန်ကြီးလေးကိုနှိပ်ပြီးလိုက်ရုံပါပဲဒါပြီးလို့ရှိရင်တော့နောက်တဲ့Mori test ဆွဲခြင်းနေဆိုရင်တော့ brother web အစားလို့ကျွန်တော်ပြတ်ထားလို့ပဲပြန်လိုက်လောက်ရမှာပါလောက်ပြီးလို့ရှိရင်အားလုံးလုပ်ပြီးလို့ရှိရင် brother file save တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ညာဘက်တောင်းကမြားလေးနှစ်ခုအပေါ်အောက်ပြနေတဲ့နေရာရှိတယ်အဲ့နေရာလေးကိုရှင်းလိုက်ပြီးမှာဖြစ်ပါတယ်အဲ့ထက်ရောက်ပါပြီဆိုလို့ရှိရင်ဒီလို screen တာမျိုးလိဖြစ်နေပြီ export screen နဲ့ရောက်ပါမယ်ဗျာကျွန်တော်ခုပြနေတဲ့ညာကျတော့ project gallery တွေကဓာတ်ပုံတွေကိုအမှ upload လုပ်လို့ရမယ်အဲဆို Minecraft မှာ app ပုံနဲ့ပြပါဗျာဒီဘက်ကကျတော့ဒီနမူနာ example ပေးသုံးတဲ့ဟာကြီးပေါ့နော် free သုံးလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီအပေါ်က add-on name ဆိုတာ brother add-on name ပြီးရင် other name ဆိုတာ brother ရဲ့ name တွေရမယ် description ဆိုတာဒီ add-on အကြောင်းအချင်းပဲထည့်ရမှာပေါ့နော်ပြီးလို့ရှိရင်အခုပြတာကျတော့ behavior နဲ့ resource တွေအောက်တစ်ခုကကျတော့ resource ထည့်တာနဲ့ behavior အဲ့ဒီကိုပွင့်လို့ရှိရင်တခါလေး auto ထည့်အောင်မှာပေါ့နော် resource ထည့်လိုက်တာ ਨੇ ပြီးနောက်တစ်ခုကကျတော့ add-on version ရှင်းရကျတော့ဒီ add-on level ဘယ်လောက်လဲဆိုတာရယ်ပြီးလို့ရှိရင်အပေါ်ကတစ်ခုကကျတော့ Minecraft version ရကျတော့ version ကျတော့ထည့်လို့ရပြီဗျာဒီမှာလည်းတော့ minor head ဆိုလေးပဲနဲ့ပဲထည့်လိုက်မယ်ဒီမှာလည်းစောတာတော့လည်းပဲကာလာလေးထည့်လို့ရတယ်ကြိုက်လို့လုပ်လို့ရတယ် okay အားလာနေတော့ကျွန်တော်နာမည်လေးပဲထည့်လိုက်မယ် description ငါတိုင်းပဲရေးရပါမယ် okay အပြင်ပြေရှောက်ရေးလိုက်မယ်ဗျာကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ဗျာလို့ကျွန်တော် add-on version တော့ကျွန်တော်ခုစောနေအောင် 1.21 ဖြစ်တဲ့အတွက် 1.21 ပဲထားမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က Minecraft official version နဲ့ export မယ်ဆိုလို့ရှိရင်တော့အပေါ်ကအမှန်စစ်ကိုတန်းနှိပ်လို့ရပြီဗျာofficial version နဲ့မထည့်ဘူးကျွန်တော် add-on ကိုပြန်တင်မယ်ဒါ patch တက်ထည့်မယ်ဆိုတော့အောက်ကကျွန်တော်များနှစ်ခုပြခိုင်းနေအောင်ဖွင့်ရမှာပေါ့နော်နှစ်ခုကျွန်တော်ဖွင့်ပြီး access ကိုနှိပ်မယ် access နှိပ်ပြီးလို့ရှိရင်use this founder နှိပ်မယ်ပြီး allow ကိုပြန်နှိပ်မယ်လို့ရှိရင်အောက်ကတစ်ခုလည်းအဲ့တိုင်းပဲဖွင့်ပြီးလိုက်မယ်ပေါ့နော်ဖွ
ဖွင့်ပြီးလို့ရှိရင်ကျွန်တော်တို့ tick လို့နှိပ်လိုက်မယ် tick နှိပ်ပြီးလို့ရှိရင်ကျွန်တော် Minecraft ရဲ့ official version နဲ့ import မယ်ဆိုရင်တော့info to game ဆိုတာလေးကိုနှိပ်လိုက်ရုံပဲဒါပေမဲ့ကျွန်တော်တို့ patch ထည့်မှာဒါမှမဟုတ်အဲ့တော့တင်ပါဆိုရင်အောက်က close ကိုပဲနှိပ်ပြမှာပါကျွန်တော်တို့ patch တွေကိုထည့်ပြမှာဆိုတော့ close နှိပ်လိုက်ပါမယ်ဒါပြင်တော့ကျွန်တော်အဲ့တော့ marker တွေကနေတစ်ချက်ထွက်လိုက်ရုံပဲထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ကfile manager ရဲ့ဝင်ရမှာပေါ့နော် okay file manager ကျွန်တော် file manager ရဲ့ရောက်ပြီဆိုလို့ရှိရင်ကျွန်တော် main store ရဲ့ဝင်ရမှာပါသူက SD card တွေကိုလုံးဝမရောက်ပါဘူးအဲ့တော့ကျွန်တော် main store ရဲ့ဝင်မယ် main store ရဲ့ရောက်ပြီဆိုလို့ရှိရင်တော့ဒီမှာ document ဆိုတာရှိအဲ့ document ဝင်တဲ့ကိုဝင်မယ်ပြီးအဲ့တော့မှာကာဆွဲတဲ့ကိုဝင်ရမှာဖြစ်ပြီပြီးလို့ရှိရင်ကျွန်တော်အောက်ထဲမှာလိုက်ရှာကြည့်ပဲပေါ့အဲ့မှာ minor head ဆိုတာလေးကျွန်တော်တွေးလိုက်မယ် okay အ minor head ဆိုမသေးကြရင်တိတ်ပါကြည့်လို့ရတယ်အဲ့ဒီအ minor head ကိုတစ်ချက်နှိပ်မယ်ပြီးရင် just Minecraft patch တွေကိုနှိပ်မယ်ပြီး just one လေးတစ်ချက်ပို့ပြလိုက်မယ်ဒါဆိုတော့ကျွန်တော် Minecraft တွေရောက်သွားမှာပါ okay ဒါတော့ chart add-on လေးထည့်နေတယ်ကျွန်တော်တူတူပါပဲကျွန်တော် Java UI ထည့်ထားတယ် Java UI ထည့်ဆိုင် this UI လို့ပြောအဲ့ UI ကိုလည်းနောက်ကျရင်ကျွန်တော် Telegram channel မှာတင်ပေးပါမယ်လိုချင်ရင်တော့ပြောတာပါ okay ကျွန်တော်ထုံးစံတိုင်းပဲ add-on ထည့်ရအောင် minor head HPMS ကျန်တော့အောက်က၄ခုလုံးအကုန်ဖွင့်ရမှာပါဖွင့်ပြီးတော့ကျွန်တော် create လုပ်လို့ရပြီလောင်နေ screen လေးနည်းနည်းကြာပိုင်းတော့နည်းနည်းတီးခံပြီးဆောင်ပြီးပါကျွန်တော်ဟိုကတိတ်မကောင်းပါဘူးလို့ဒီကျွန်တော် Minecraft တွေရောက်ပြီဆိုတော့ကင်းနေစမ်းကြည့်ကြရအောင်အဲကျွန်တော်အလုပ်မလုပ်ကျွန်တော်စမ်းကြည့်မယ် okay ဆိုတော့ဒါကတော့ helmet တွေရောက်နေပါဆိုတော့ကျွန်တော်ဇော်လေးဝင်နိုင်ပြီပေါ့ tools တွေ equipment တွေဝင်ပြီးလို့ရှိရင် minor head လေးကိုစောင်းကြည့်အောင် okay 3 2 1 okay အုတ်တုတ်ကြီးကတော့နည်းနည်း size ကကြီးနေရ bro what the hell size ကကြီးပဲအလားကျွန်တော်နည်းနည်း size ကိုတိကျမကြည့်ရကြတော့ size ကဗာနဲ့ကျွန်တော်အုတ်တုတ်ကဗာနဲ့တူနေတယ်ဆိုပြင်းနေပြားကြီးစောင်းတဲ့အုတ်တုတ်ကြီးနဲ့တူနေရယ် captain နေစောင်းတဲ့အုတ်တုတ်ကြီးနဲ့တူနေ what the အကြီးပဲအုတ်တုတ်ကြီးကဟိုနောက်တော့ကျွန်တော်နည်းနည်းပြန်ချိန်ရပါဘောနော်လောတယ်ရောမိုင်းနာမြန်ဆန်းကြည့်အောင် okay ခဏ create ကြီးနဲ့သွားဆန်းလေး create နဲ့တော့ဆန်းလို့မမြန်နော်ကျွန်တော် style ပြောင်းမယ်okay ကျွန်တော် spider မှာဆန်းဖို့အတွက် spider ပြောင်းမယ်တဲ့ရအောင်ရေးလက်တွေဟေးလောက်ကြပါဦးလို့okay ကျွန်တော် game နဲ့ဝင်ပြီး spider ပြောင်းဆိုကျွန်တော် team owner တဲ့ comment နဲ့လိုက်ပြောင်းလို့မရတော့ဘူး comment နဲ့ရပြောင်းခုချိန်ပြီးနေပြီအဲ့တော့ spider ဖြစ်သွားတော့ next send to မိုင်းကြည့်အောင်နည်းမြေကြီးလေးမိုင်းမယ်ဟိုခိုင်းတဲ့ဆိုင်တော့ကျွန်တော်နည်းနည်းမြန်သွားတယ်ဗျပြချက်ဘယ်လိုမှလုပ်လို့ဆိုတော့မိုင်းတဲ့ချိန်မှာ effect ကပေါ်လာတယ်မဟုတ်ရင် effect ကပျောက်တယ်ဒီတော့ပြီးရင်တော့ကိုယ့်ရဲ့ Telegram channel မှာပြဘယ်လို file upload ပြန်လုပ်ရမလဲဆိုတော့ကျွန်တော်ခုပြပြပါမယ်အဲ့တော့ file လေးကို set slash ပေးလိုက်မယ် select ပြီးလို့ရှိရင် more ရနေ share ကိုနှိပ်ပြီးလိုက်ရမှာပဲနှိပ်ပြီးလို့ရှိရင် okay ခဏလေးကျွန်တော်လက်သွားလို့နှိပ်ပြီးလို့ရှိရင် Telegram ရေးတဲ့ကိုပို့ပြရမှာဆိုတော့အဲ့ Telegram တစ်ချက်နှိပ်ပြရမယ်ဒီနောက်ကျွန်တော် Telegram ပြပါတယ် more ကိုပြန်နှိပ်မယ်နှိပ်ပြီး Telegram လေးကို file export လုပ်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကို channel ကိုမှအဲ channel မှာတက်လို့ရပြီအောက်ပိုင်းနည်းနည်းရွှေ့ပါပြီးရင်ကျွန်တော် okay တွေ့ပြီ Minecraft add-on sharing file အဲ့ဒီကျွန်တော် export လုပ်လိုက်မယ်ကျွန်တော် line မရှိလို့ line ရှိလို့ရှင်ရောက်သွားပြီဆိုတော့ကျွန်တော်တိုင်းပဲထားလိုက်တော့မယ် okay ဒီနေ့ video လေးတော့ဒီလောက်ပါပဲကျွန်တော်နောက်နေ့မှာblog တွေ tools တွေကိုဘယ်လို edit လုပ်ရလဲ model ဘယ်လိုဆွဲရလဲဆိုတော့ကျွန်တော်ပြန်တင်ပေးပါမယ် okay
ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ခဲ့ပြီးပါဦး bye bye